အားလုံးမင်္ဂလာပါခုကျွန်တော်တင်ပြပေးချင်တာကတော့မလေးရှားနိုင်ငံမှာဖမ်းဆီးခံပြီးတော့ထောင်ထဲမှာရောက်ပြီးမြန်မာပြည်ပြန်ဖို့လုပ်နေတဲ့သူတွေတော့ပေါ့နော်ကျွန်တော်အနည်းငယ်တင်ပြပေးချင်တယ်နံပါတ်1ချက်အနေနဲ့မှတ်ပုံတင်မူရင်းရှိဖို့လိုတာဖြစ်ပါတယ်ပြီးရင်တော့အင်ထောင်စုစရင်အရှက်နောက်မိတ်တူလိုတာဖြစ်ပါတယ်ပြီးရင်တော့လေလက်မှတ်ခတ်သွင်းဖို့လိုတာဖြစ်ပါတယ်တကယ်လို့မြတ်ကိုကမှတ်ပုံတင်အတူတွေကင်ခဲ့ရင်မြန်မာပြည်ပြန်ဖို့ခက်ခဲပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ခုနောက်ပိုင်းတော်တော်များများမှတ်ပုံတင်တူတွေထွက်ရှိလာတာဖြစ်ပါတယ်ဒီရကိုရှောင်ရှားဖို့လေကျွန်တော်တိုက်တွန်းပေးခြင်းနဲ့ပြီးရင်တော့ခုနောက်ပိုင်းမြန်မာတန်ရုံမှာကြိုတင်ပြီးတော့လင်းလက်မှတ်ဖို့တွင်းလို့မရပါဘူး CI ကြမှာပဲလင်းလက်မှတ်ခတ်တွင်းလို့ရတာဖြစ်ပါတယ်ဘာဖြစ်ကျွန်တော်တို့မြန်မာတန်ရုံတွေကခန့်ထက်မှာတွားပြီးတော့အင်တာဗျူးလုပ်မှာပဲလင်းလက်မှတ်ခတ်တွင်းလို့ရပါတယ်ဆိုတဲ့အရာကိုကျွန်တော်အနည်းငယ်တင်ပြပေးချင်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်